အားလုံးပဲမင်္ဂလာပါဒီနေ့မှာတခုပေါ့နော်လွန်ခဲ့တဲ့ရက်ပိုင်းတွေမှာစိတ်ခံစားချက်ကနေမှဖြစ်ပေါ်လာတဲ့အကြောင်းအရာချိုလေးတွေကိုစာသားအနေနဲ့ရေးသားပြုစုထားတယ်ပေါ့နော်အဲ့ဒီထဲကနေပြီးမှချေရတဲ့မြို့လေးဆိုတဲ့ဒီခေါင်းစဉ်လေးနဲ့ပတ်သက်ပြီးမှပေါ့နော်ရေးထားတဲ့စာသားလေးတွေကိုတစ်ချက်ဖတ်ပြချင်ပါတယ်ချေရတဲ့မြို့လေးကိုထားခဲ့ပြီးထွက်လာခဲ့ပြီးနောက်ဘယ်ချိန်ပြန်ရောက်နိုင်မယ်ဆိုတာမသိရတဲ့ခံစားချက်ကအင်မတန်မှနာကျင်ရပါတယ်မြို့လေးမင်းကတော့ဘယ်တော့မှထွက်ပြေးမယ်မဟုတ်ပါဘူးလေကိုတခါအရောက်တော့ပြန်လာမယ့်အချိန်ထိကြီးစုပြုပြီးတည်ရှိနေပြီးပါမနေ့စီးစာကနေညနေစီးစာအထိမင်းနဲ့စကားစမီပြောချင်ပါသေးတယ်မင်းကဘလောက်လာကြောင်းမင်းကဘလို့ရင်ခုန်ဖွဲ့အခိုက်တန့်တွေနဲ့ပြည့်နှက်ကြောင်းဘလောက်တောင်လွမ်းဖို့ကောင်းလဲဆိုတာမင်းနဲ့တွေ့အဝရင်ဖွင့်ပါဦးမယ်အခုတော့ကိုယ့်ရဲ့စာမျက်နှာလေးထဲမှာပဲမင်းကိုခဏအေးစီလိုက်မယ်တစ်ချိန်နိုးထလာခဲ့ရင်အဲ့နေရာမှာမင်းနဲ့အတူပါပဲချစ်ရတဲ့မြို့လေး